မင်္ဂလာပါပရိသတ်ကြီးများရှင်ဒီနေ့မှာတော့အားလုံးအတွက်လွန်စွာအရေးပါပြီးတတိပြုစရာကောင်းတဲ့အောက်ဂတ်စ်လအတွင်းဖြစ်ပေါ်မယ်နေချက်ချင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးသတိဝရိယထားစရာအချက်များကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နေချက်ချင်းဆိုတာတဘဝအရာကပါလာနဲ့နေတော့တန်တဲ့ကြာရောက်သွားချိန်မှာဖြစ်ပေါ်လာတဲ့ခြားပါစင်ကြေတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ရှေးရခန်ဂရိကပေရန်သူတေသနာနဲ့အယူအဆအမျိုးမျိုးမှာလဲစွမ်းအပြောင်းလဲကြီးမားတဲ့အချိန်ကာလတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ဒါကြောင့်အခုလိုအချိန်ကာလမျိုးမှာကျန်းမာရေးစိတ်တရေရာနဲ့လူမှုရေးရာအပပက်ကနေဘလို့တတိဝရိယနဲ့နေထိုင်သွားကြမလဲဆိုတာကိုအစအဆုံးအသေးစိတ်သင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာကျန်းမာရေးနဲ့ခန္ဓာကိုယ်ပေကန်းလုံခြုံရေးဆိုင်ရာတတိပေးချက်ကိုသင်ပြချင်ပါတယ်။နေချက်တာကိုကြည့်ရှုချင်ကြတဲ့အခါအကာအကွယ်မပါဘဲတမန်မျက်စိနဲ့တရားကြည့်ရှုခြင်းကိုအထူးဆောင်ကြည့်ရပါမယ်။နေချက်နေချိန်မှာနေရောင်ခြေကမှိန်နေတယ်လို့ထင်ရပေမဲ့ပြန်ထန်တဲ့ခရမ်းလွန်ရောင်ခြေတွေနဲ့ရောင်ခြေတန်းတွေကြောင့်စကန်ပိုင်းများစက်ကြီးမီးယုံနဲ့မျက်ကြည်လွှာပျက်စီးတာအမြင်အာရုံကိုပြောက်တာမျိုးအထိအနေဖြစ်စေနိုင်ပါတယ်။တာမန်တွေကမျက်မှိုင်များတံဖန်ဖလက်များမျက်နှာများနဲ့ကင်မရာမှန်ဘလူးများမှာသစံကြည်ချမ်းတီလဲအန်ဒီကိုမကာကွယ်ပေးနိုင်ပါဘူးဒါကြောင့်စနစ်တကျထုတ်လုပ်ထားတဲ့ ISO စင်ချင်းမီနေချက်ကြီးမျက်မှိုင်များကိုသာအသုံးပြုကြဖို့သို့မဟုတ်တွေဝိတ်တော်နီလက်များဖြစ်တာကြည့်ရှုကြဖို့တိုက်တွန်းချင်ပါတယ်သူရအချစ်အနေနဲ့စိတ်တရေရာနဲ့စိတ်အေးရင်ချမ်းရေးအသွားတတိပြုဖွယ်ရများဖြစ်ပါတယ်။သဘောဆန်းနဲ့ဂျိုနဲ့ခက်အပြောင်းလေးများဖြစ်ပေါ်နေချိန်မှာလူတို့အေးစိတ်အာရုံမှာလည်းမတည်ငြိမ်မှုများတော်ရထွက်လေခြင်းများနဲ့စိတ်လှုပ်ရှားမှုလွန်ကဲခြင်းများဖြစ်ပေါ်တတ်ပါတယ်။ဒါကြောင့်ဒီကာလတည်းမှာရည်ကြီးတဲ့လူမှုရေးစီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်ကြီးများကိုအလန့်စလို့မဆုံးဖြတ်ပဲတည်ငြိမ်စွာစဉ်းစားသုံးသပ်တာစိတ်ချရဆောင်ဖြစ်ပါတယ်။မိသားစုဝင်များလို့ဖော်ကိုင်ဖက်များနဲ့အပြန်အလှန်ဆက်ဆံရတော့လဲစကားအပြုအဆိုဆင်ခြင်ပြီးစိတ်ရှည်တိခံမှုကိုအတိကထားကစကားများရန်ဖြစ်ခြင်းများကိုတနိုင်သမျှဆောင်ကြည့်သင်ပါတယ်။တာရီယာချက်အနေနဲ့ရှေးအယူအဆများနဲ့အစင်အလာအရာနေချက်ချိန်များသောဒီလာဆောက်တည်ခြင်းတရားပါဝနာဖွားများခြင်းနဲ့ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတို့သည်စိတ်တက်ကိုတည်ငြိမ်စေပြီးပြည့်အနေများကိုအငြိမ်စေတယ်လို့ယုံကြည်ကြပါရယ်မိမိတို့ဤကိုယ်ွယ်ရာဘာသာတရားအတိုင်းမေတ္တာသုံးများရွတ်ဖတ်ခြင်းတရားထိုင်ခြင်းမေတ္တာပေးဖို့ခြင်းတို့ကိုလည်းပြုလုပ်ပေးခြင်းဖြင့်စိတ်အေးအချမ်းမှုကိုရရှိစေရုံမကအနိပါဝန်းကျင်ကိုပါကောင်းမွန်သောစွမ်းအားများကိုပြန်လွန်စေပါရယ်ဒါအပြင်တွားရဲလာရဲစီနဲ့မောင်းနေရတော့လဲပုံမှန်တဲ့တရီဝရိယပုံမစိုက်ထုတ်ပြီးအနေကန်းရှင်းအောင်ကျိုးစိုက်တန်ပါတယ်ညီကုန်းချုပ်အနေနဲ့ပြောကြားလိုတာကတော့အောက်ကတ်စလာအတွန်းကြုံတွေ့ရမယ့်နေချက်ချင်းဖြစ်စံဒီတဘဝအရာစိတ်ဝင်စားဖွယ်ရာဖြစ်တဲ့ကေတော့မိမိတို့၏အမြင်အာရုံချင်းမာရေးနဲ့စိတ်နှလုံးတည်ငြိမ်ရေးတို့အတွက်လည်းအထူးသတိပြုရမယ့်အချိန်ကာလဖြစ်ပါတယ်အရာရာကိုသတိဝရိယပညာတို့ဖြင့်ရှင်ပြီးရင်ဆိုင်ကြောပြကြပါကအနိကန်စနစ်တကျဖြင့်အေးချမ်းစွာကြောဖြတ်နိုင်ပြီဖြစ်ပါတယ်ယခုဗီဒီယိုလေးကမိတ်ဆွေတို့အသွားဘူတူတာနဲ့သတိပြုဖွယ်ရများရရှိစေခဲ့ရဲ့အခြားသူများလည်းသိရှိနိုင်အောင်ပြန်လည်မျှဝေပေးကြပါအားလုံးပဲဘေးအနိကန်ရှင်ပြီးစိတ်အေးချမ်းခြင်းကိုအေးချမ်းမှခြင်းတို့နဲ့ပြည့်စုံကြပါစေ